少年ဘောလုံးဖွဲ့ Shelling Soccer ရုပ်ရှင်ကျင်းချုပ်နောက်ခံတေးဂီတဇလန်အစမှာတော့ရွှေချီတော့လို့အမိရတဲ့ကောင်လေးတယောက်ဘောလုံးကွင်းထဲမှာဘောလုံးကန်နေတာကိုတွေ့ရမှာပါသူဟာပြင်းထန်တဲ့ကန်ချက်နဲ့ကိုသွင်းဖို့ကြိုးစားခဲ့ပေမဲ့လွဲချော်သွားခဲ့ပြီးသူ့အတင်းလဲရှုံးနိမ့်သွားခဲ့ရပါတယ်ဒါကိုဒေါသထွက်နေတဲ့ပရိသတ်တွေကကွင်းထဲအထိဆင်းလာပြီးသူ့ကိုဝိုင်းဝန်းရိုက်နှက်ကြပါတော့တယ်သူတို့အတင်းမှာပဲဟုံးလို့ခေါ်တဲ့တခြားကောင်လေးတယောက်လည်းရှိနေပြီးရွှေချီတော့ရဲ့ကြာရှုံးမှုကိုကြည့်ပြီးသူကတော့ခိုးပြုံးနေခဲ့ပါတယ်ဒီလိုနဲ့ဇလန်ကနှစ်ပေါင်း20ကြာပြီးနောက်ကိုရောက်ရှိသွားပါတယ်။အခုအချိန်မှာတော့ဟုံးဟာအောင်မြင်တဲ့နီးပြတယောက်ဖြစ်နေချမ်းသာကြွယ်ဝနေပြီးတစ်ချိန်ကနာမည်ကြီးဘောလုံးသမားဖြစ်ခဲ့တဲ့ရွှေချီတော့ကတော့သူ့ရဲ့အစီခံတယောက်ဖြစ်နေခဲ့ပါပြီ။အဲ့ဒီတုန်းကလူအုပ်ကြီးရဲ့ရိုက်နှက်မှုကိုခံခဲ့ရလို့ရွှေချီတော့ရဲ့ခြေထောက်ဟာပြင်းပြင်းထန်ထန်ဒဏ်ရာရပြီးကျိုးသွားခဲ့တာပါ။ရွှေချီတော့ကဟုံးကိုငါမင်းအတွက်ဒီလောက်နှစ်တွေအကြာကြီးအလုပ်ကျွေးပြုခဲ့ပြီးအခုတော့ငါဘဝကိုပြန်ဆဖို့အခွင့်အရေးပေးတဲ့ဘီလို့ပြောပေမဲ့ဟုံးကညှင်းဆိုခဲ့ပြီးသူ့ရဲ့ဂရီဟောင်းကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါတင်မကသေးပဲတုံလို့စရာအမှန်တရားတစ်ခုကိုပါဖွင့်ပြောလိုက်ပါသေးတယ်။အဲ့ဒါကတော့အဲ့ဒီပွဲရှုံးပြီးနောက်မှာရွှေချီတော့ရဲ့ခြေထောက်ကိုရိုက်ချိုးဖို့လူအုပ်ကိုပတ်စံပေးပြီးစေခိုင်းခဲ့တာသူကိုယ်တိုင်ပဲဖြစ်နေတာပါ။ရွှေချီတော့လည်းစိတ်နှလုံးကြေကွဲစွာနဲ့ထွက်ခွာလာခဲ့ပါတယ်။လမ်းမှာ TV ကနေလာနေတဲ့ဘောလုံးပွဲတစ်ခုကိုရက်ကြည့်နေတော့မှပဲရုတ်တရက်မင်းရဲ့ကန်ချက်ပုံစံကမှားနေတယ်ဆိုတဲ့အတန်တခုထွက်လာပါတယ်။ရွှေချီတော့လည်းကြည့်လိုက်တဲ့အခါအမိုက်ထုတ်တွေပေါ်မှာတက်တောင့်တက်တာနဲ့ကိုလက်ဆန်ဆန်လုံနေတဲ့ကောင်လေးတယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကောင်လေးကခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ဟာတသားတဲ့အလုပ်လုပ်ရမယ်ဆိုတာကိုသူ့ရဲ့ကွန်ပူးဆရာကြီးစီကနေတင်ယူခဲ့ရကြောင်းရှင်းပြပါတယ်။ပြီးတော့ရွှေချီတော့ကိုကွန်ပူးတင်ပေးမယ်ဆိုပြီးလက်နဲ့ရေးထားတဲ့လိပ်စာကပ်ပြားလေးတစ်ခုတန်းပေးပေမဲ့ရွှေချီတော့ကတော့စိတ်မဝင်စားပါဘူး။အဲ့ဒီအချိန်မှာပဲမိန်းကလေးတယောက်ကငှက်ပြောခွန်နှင်းပြီးချော်လဲသွားပါတယ်ကောင်လေးကသူ့သားကွန်ပူးတက်ရင်ဒီလိုလဲမှမဟုတ်ဘူးလို့ပြောပြီးကွန်ပူးဆိုတာဘယ်တော့မှအရှုံးမပေးတာလို့ဥပမာတွေထပ်ပေးနေခဲ့ပါတယ်ဒါပေမဲ့ရွှေချီတော့ကဂယုမဆိုင်ပဲကပ်ပြားကိုအချိုရည်ဘူးနဲ့ထည့်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတန်ချီတော့ကအဲ့ဒီဘူးကိုလျှက်စီးလို့မြန်ဆန်တဲ့ကန်ချက်နဲ့ကန်ထုတ်ပစ်လိုက်ပါတယ်တန်ချီတော့ဟာအလွန်တန်မာတဲ့ခြေထောက်ရှိတဲ့ကွန်ပူးပညာရှင်တယောက်ဖြစ်ပေမဲ့စင်းရဲလွန်းလို့အမိုက်ကောက်ပြီးအသက်မွေးနေရသူပါသူဟာကွန်ပူးပညာရှင်မိန်းကလေးတယောက်ဖွင့်ထားတဲ့ပေါက်စီဆိုင်ကိုရောက်သွားပါတယ်အဲ့ဒီမိန်းကလေးရဲ့လက်အစွမ်းကမြန်လွန်းလာပြီးစက္ကန့်ပိုင်းအတွင်းအရသာရှိတဲ့ပေါက်စီတွေကိုလုံနိုင်ပါတယ်တန်ချီတော့ကပေါက်စီနှလုံးယူလိုက်ပေမဲ့ပတ်စံမပေးနိုင်တာမို့သူ့ရဲ့စုပ်ပြဲနေတဲ့ဖနက်ကိုပေးဖို့ကြိုးစားပြီးတချင်းဆိုကမြူးဆွဲပါသေးတဲ့ဆိုင်ရှင်ကစူပူကျိမ်းမောင်းတာကြောင့်တန်ချဒီထောက်လဲဖနက်ကိုထားခဲ့ပြီးထွက်ပြေးခဲ့ရပါတယ်နောက်တော့တန်ချီတော့ဟာသူ့တငယ်ချင်းတန်ကောင်းနဲ့တွေ့ပြီးသူ့ရဲ့အိမ်မက်ကိုပြောပြပါတယ်ငါတို့ကွန်ပူးကိုနာမည်ကြီးအောင်လုပ်ပြီးတော်လန်ရေးတရက်ဆက်ရမယ်တန်ကောင်းကဘယ်လိုလုပ်မှလဲလို့မေးတော့တန်ချီတော့ကတချင်းဆိုပြီးတော့ပို့လို့ဖြစ်ပါတယ်သူတို့နှစ်ယောက်ပါတခုတည်းမှာတချင်းဝင်ဆိုကြပေမဲ့သူတို့ရဲ့ဖျော်ဖြေမှုကတကယ်ကိုဆိုးရွားလွန်းတာကြောင့်ပရိသတ်တွေကလှောင်ပြောင်ပြီးရန်စားကြပါတော့တယ်တန်ချီတော့ကရန်စားတဲ့သူတယောက်ရဲ့လက်ကိုဖမ်းပြီးအပြင်ထွက်ပြီးရှင်းကြတာပေါ့လို့ဆိုကအပြညထွက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းရွှေချီတော့လမ်းလျှောက်လာရင်စောစောကတန်ချီတော့ကန်လိုက်တဲ့အချိုရည်ဘူးနေရန်ထဲမှာစိုက်ဝင်နေတာကိုသတိပြုမိသွားပါတယ်။သူအတင်းဆွဲထုတ်ဖို့ကြိုးစားရင်းဘူးထဲမှာတန်ချီတော့ရဲ့လိပ်စာကပ်ပြားရှိနေတာကိုတွေ့သွားပါတယ်။သူဘူးကိုအားနဲ့ဆွဲထုတ်လိုက်တဲ့အချိန်မှာပဲနေရန်တစ်ခုလုံးပြိုကျသွားပါတော့တယ်။အပြင်ဘက်မှာတော့တန်ချီတော့ကရန်စားတဲ့လူအုပ်နဲ့ရင်ဆိုင်နေရပါတယ်။တယောက်ကမင်းတကယ်ချမလို့လားလို့မေးတော့တန်ချီတော့ကငါဆရာကိုဘယ်တော့မှရန်မဖြစ်ဘူးလို့ကြိပေးထားတယ်ပြီးတော့ငါကရန်ဖြစ်ဖို့လာတာမဟုတ်ဘူးဘောလုံးကန်ဖို့လာတာလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့အနားမှာရှိတဲ့ဘောလုံးကိုတွေ့ပြီးတိကျလုံးနဲ့အားနဲ့ကန်ထုတ်လိုက်ရာလူအုပ်ထဲကလူတိုင်းကိုတိတိကျကျထိမှန်ပြီးအားလုံးတန်ရအပြင်းထန်ရသွားကြပါတယ်ဒါကိုရွှေချီတော့ကအံ့ဩမြင်သက်စွာနဲ့ကြည်နေခဲ့ပါတယ်တန်ချီတော့ပွဲပြီးလို့ထိုင်ချလိုက်တဲ့အခါရွှေချီတော့ကအနားကိုကတ်သွားပြီးမင်းရဲ့ခြေထောက်တွေကိုငါ့ကိုပြလို့ရမလားလို့မေးပါတယ်တန်ချီတော့ကလည်းရပါတယ်ငါဂယုမဆိုင်ပါဘူးလို့ပြောပြီးပြလိုက်တဲ့အခါရွှေချီတော့ကစိတ်လှုပ်ရှားစွာနဲ့ငါရှာနေတဲ့အရာပဲလို့អော်လိုက်ပါတယ်တန်ချီတော့ကဂုံယူစွာနဲ့ဒါဟာရှောင်းလင်းတန်ချီတော့ပဲလို့ပြောပါတယ်ရွှေချီတော့ကအကြံရသွားပြီးငါတို့မင်းရဲ့ကွန်ပူးနဲ့ဘောလုံးကိုပေါက်ဆက်လိုက်ရင်ဘယ်သူမှတားဆီးနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါတန်ချီတော့လည်းမျက်လုံးတွေဝင်းပသွားပြီးဒါကိုငါဘာလို့မတွေးမိခဲ့ပါလဲကွန်ပူးနဲ့ဘောလုံးကိုပေါက်ဆက်ကြတာပေါ့လို့သဘောတူလိုက်ပါတယ်ပြီးနောက်ရွှေချီတော့ကငါကနာမည်ကြီးဘောလုံးသမားရွှေချီတော့ပဲမင်းကိုငါဘောလုံးတင်ပေးမယ်လို့ပြောလိုက်တဲ့အတွက်တန်ချီတော့လည်းအလွန်စိတ်လှုပ်ရှားပြီးအခုချက်ချင်းဆက်ချင်တယ်လို့ပူဆာပါတယ်ဒါပေမဲ့ရွှေချီတော့ကပထမဆုံးမင်းဖက်နှက်လိုတယ်လို့ပြောလိုက်ပါတယ်ပြဿနာကတန်ချီတော့ရဲ့တရန်နဲ့သောဖနက်ကပေါက်စီတီမလေးမေးစီမှရှိနေတာပါသူပေါက်စီဆိုင်ကိုအပြေးလွှားသွားပြီးဖနက်ပြန်တောင်းတဲ့အခါမေကမင်းကိုးစားသွားတဲ့ပေါက်စီပိုးဘယ်မှာလဲလို့ငေါက်ပါတယ်တန်ချီတော့ကနောက်မှပေးပါမယ်လို့တောင်းပန်ပေမဲ့မေကမင်းဖနက်ကညစ်ပတ်ဆုပ်ပြဲနေလို့ငါလွှင့်ပစ်လိုက်ပြီလို့ပြောလိုက်ပါတယ်တန်ချီတော့စိတ်ပြက်လက်ပြက်နဲ့လှည့်ထွက်မှာပဲမေကအမှန်တော့ဖနက်ကိုတန်ရှင်းလုပ်ပြီးပြန်ချုပ်ပေးထားတာကိုထုတ်ပြလိုက်ပါတယ်သူလည်းအပျော်လုံးပြီးဖနက်ကိုချက်ချင်းစီးလိုက်ပါတော့တယ်အခုတော့တန်ချီတော့နဲ့ရွှေချီတော့တို့ဟာသူတို့ရဲ့ဂုံဖူးညီကိုတွေကိုလိုက်ရှာဖို့ထွက်လာခဲ့ကြပါတယ်ပထမဆုံးတန်ကောင်းစီသွားပေမဲ့တန်ကောင်းကပြီးခဲ့တဲ့အချိန်ကမင်းစကားနားထောင်လို့ငါအလုပ်မှာယာတုချခံရတဲ့ငါ့ကိုလာမရှုပ်ပါနဲ့လို့ဒေါသတကြီးညင်းလုပ်ပါတယ်နောက်ထပ်ညီကိုတွေကိုလိုက်ရှာတဲ့အခါမှာလည်းအားလုံးကဘဝကိုရုန်းကန်နေရပြီးစားဝတ်နေခက်ခဲနေကြတာကိုတွေ့ရပါတယ်တန်ချီတော့ရဲ့ယူသွတ်တဲ့အကြံဉာဏ်ကိုဘယ်သူမှမယုံကြတာကြောင့်သူကလာဆောင်ရမယ့်နေရာတစ်ခုကိုပဲခြံထားခဲ့ပြီးမျောလင်းချတက်နဲ့စောင့်နေခဲ့ပါတယ်ချိန်ထားတဲ့နေရာမှာဘယ်သူမှရောက်မလာတာကြောင့်ရွှေချီတော့ကဘယ်သူမှလာမှာမဟုတ်ဘူးလို့ထင်နေချိန်မှာပဲတန်ချီတော့ကဒါငါအဖြစ်ပါငါသူတို့ကိုစီးအုပ်နိုင်ခဲ့တင်တာလို့စိတ်မကောင်းဖြစ်နေတော့ခြေတံတွေကြားလိုက်ရပါတယ်တယောက်ပြီးတယောက်ကွန်ပူးညီကိုတွေအားလုံးရောက်ရှိလာကြပြီးအတင်းကြီးဟာနောက်ဆုံးတော့ပြည့်စုံသွားခဲ့ပါပြီ
ဒါပေမဲ့တကယ်စိန်ခေါ်မှုကအခုမှစတာပါသူတို့တွေကဘယ်သူမှဘောလုံးမကန်တတ်ကြပါဘူးတန်ချီတောက်ကဘောလုံးကိုအရင်ဆုံးကန်လိုက်ပေမဲ့သူ့ရဲ့အပြင်းလုံးမှုကြောင့်ဘောလုံးကကောင်းကင်ဘုံပြန်တက်သွားပြီးနိုင်ပေါင်းများစွာကြာအောင်ပြန်မကျလာပါဘူးအသင်းသားတွေလည်းပြင်းတာနဲ့ဘောလုံးကျလာတာကိုစောင့်ရင်ဖဲထိုင်ကစားနေကြပါတယ်နောက်ဆုံးဘောလုံးကျလာပြီးလို့អော်လိုက်တဲ့အခါအားလုံးကကမှုရှုတိုးနဲ့ဝိုင်းကန်ကြပါတော့တယ်ရွှေချီတောက်ကသူတို့ကိုတားပြီးနေဦးပထမဆုံးစီကန့်ရှိဖို့လိုတယ်လို့ပြောကဘောလုံးထိန်းတာကိုတင်ပေးပေမဲ့တန်ချီတောက်ရဲ့ကန်ချက်တွေကပြင်းလွန်းနေတော့မှာပဲတန်ချီတောက်ကငါဘာလို့သူတို့နဲ့အတူတူမကစားရတာလဲလို့ညှိတွားတဲ့အခါရွှေချီတောက်ကမင်းချီတောက်ကအပြင်းလွန်းနဲ့အရင်ဆုံးအထိန်းတတ်ဖို့လိုတယ်လို့ပြောပြီးကြက်ဥတစ်လုံးပေးကဒါနဲ့အရင်လေ့ကျင့်ခိုင်းပါတယ်တန်ချီတောက်ဟာကြက်ဥကိုမကွဲအောင်ညင်တာစွာကန်ရင်အထိန်းနည်းကိုလေ့ကျင့်ပါတယ်တဖြည်းဖြည်းနဲ့အားကိုထိန်းချုပ်နိုင်လာပြီးဘောလုံးနဲ့ဆက်လက်လေ့ကျင့်တဲ့အခါနေရန်ဘောကအမှတ်သားတစ်ခုကိုဘလောက်ဝေးကနေဖြတ်ဖြစ်တိတိကျကျထိမှန်အောင်ကန်နိုင်လာပါတယ်။ဒါကိုကြည့်ပြီးအသင်းသားတွေကဒီကောင်တယောက်ထဲနဲ့တင်ပွဲနိုင်တယ်လို့အံ့ဩနေကြပေမဲ့ရွှေချီတောက်ကအောင်ပွဲဆိုတာအသင်းဖွဲ့စိတ်တဲ့ဖြေမလိုတဲ့လူတိုင်းကကိုယ်ကဏ္ဍအလိုက်ကစားရမယ်လို့သတိပေးပါတယ်။လေ့ကျင့်မှုတွေပြီးဆုံးသွားတဲ့အခါရွှေချီတောက်ကခြေစမ်းပွဲတစ်ခုစီစဉ်ပေးပါတယ်။တန်ဘက်အသင်းရောက်လာပြီးစီကန်းချက်ကတော့ရိုးရှင်းပါတယ်။မိနစ်3 10နားချိန်မရှိမတမာမှုမရှိဒါပေမဲ့ပွဲစားတာနဲ့တပြိုင်နက်တန်ဘက်အသင်းကဘောလုံးပွဲမဟုတ်ပဲလမ်းပေါ်ကရန်ပွဲလိုမျိုးလူကိုပါရက်ရက်ဆက်ဆက်လိုက်လံတိုက်ခိုက်ပြီးမတမာတဲ့နီလန်းတွေသုံးပါတော့တယ်။ရွှေချီတောက်ရဲ့အသင်းလဲအလူးလဲရှုံးနိမ့်ခဲ့ရပါတယ်။တန်ဘက်အသင်းကောင်းဆောင်ကတန်ကောင်းကိုအတွင်းခံပေါင်းပြီးပဲဝစ်ခိုင်းပြီးအဆက်ခွဲအပြစ်ပေးခဲ့တာကြောင့်အသင်းသားတွေအကြီးကျယ်စိတ်တက်ကြသွားကြပါတယ်။ကွန်ဖူးဆရာကြီးတွေဖြစ်ကြပေမဲ့သူတို့ရဲ့စွမ်းအားတွေနဲ့ဝေးကွာနေခဲ့ကြလို့ပါ။အဲ့ဒီအချိန်မှာပဲတိတ်ဆိတ်မှုကြီးလွှမ်းမိုးသွားပြီးတန်ချီတောက်ကစွမ်းအင်တွေပြန်လည်ထွက်ပေါ်လာတာကိုခန်းစားလိုက်ရပါတယ်။ငါတို့ရဲ့စွမ်းအားတွေပြန်လာပြီးတယောက်အသင်းသားတွေဟာတရားမှတ်တဲ့ပုံစံမျိုးနဲ့သူတို့ရဲ့ကွန်ဖူးစွမ်းရည်တွေကိုပြန်လည်နှိုးထစေခဲ့ပါတယ်။စွမ်းရည်တွေပြန်ရလာပြီးနောက်မှာတော့ကွင်းထဲကိုပြန်ဝင်ကမတမာတဲ့အသင်းကိုအပြတ်သက်နှိမ်နင်းလိုက်တာကြောင့်ပြန်ဘက်တွေဟာကြောက်လန့်တကြားထွက်ပြေးသွားကြပါတော့တယ်။အသင်းသားတွေလည်းသူတို့ရဲ့စွမ်းအားတွေကိုပြန်လည်ရှာဖွေပေးခဲ့တဲ့ရွှေချီတောက်ကိုကျေးဇူးတင်ကြပါတယ်။တန်ချီတောက်ကဒါဟာအစပဲရှိသေးတယ်လို့ပြုံးပြီးပြောလိုက်ပါတယ်။သူတို့ကိုမတမာတဲ့နည်းနဲ့ကစားခဲ့တဲ့အသင်းသားတွေတောင်ရွှေချီတောက်စီမှာပညာသင်ခြင်းလို့အသင်းထဲဝင်ဖို့လာရောက်တောင်းပန်ကြပါတယ်။တစ်ဖက်မှာတော့ရွှေချီတောက်ရဲ့အသင်းဖော်ဟောင်းဖြစ်ပြီးအခုတော့ချမ်းသာတဲ့နီးပြဖြစ်နေတဲ့ဟုံးဟာသူ့ရဲ့အသင်းသားတွေကိုရေကူးကန်ထဲမှာလေ့ကျင့်ပေးနေပါတယ်။သူ့ရဲ့ကစားသမားတွေဟာဆေးဝါးတွေနဲ့ steroid storage တွေသုံးစွဲထားလို့ပုံမှန်ထက်ပိုမိုတမာနေကြပါတယ်။ရွှေချီတောက်ကဟုံးရဲ့တန်ပွဲမှာဝင်ပြိုင်ခွင့်တောင်းတဲ့အခါဟုံးကမင်းရဲ့တနာစရာကောင်းတဲ့အသင်းကိုလည်းကြည်ဦးငှက်ပြက်နေတဲ့ပုံစံတွေနဲ့လို့လှောင်ပြောင်ပြီးနှိမ့်ချစော်ကားကသူတို့ဘလို့မှမနိုင်ဘူးလို့ထင်ပြီးပြိုင်ပွဲဝင်ခွင့်ပေးလိုက်ပါတယ်။တန်ချီတောက်ကပေါက်စီတီမလေးမေကိုအဝတ်ထဲဆိုင်ကြီးတစ်ခုစီခေါ်သွားပြီးမနှက်ဖြန်ပွဲပြီးရင်ငါချမ်းသာပြီးနာမည်ကြီးတော့မှမင်းလိုချင်တာအကုန်ဝယ်ပေးမယ်လို့ပြောတဲ့အခါမေကရှက်ကိုရှက်ကန်းနဲ့ကင်းဘတ်ဖက်နဲ့တရံပဲလိုချင်ပါတယ်လို့ပြောပါတယ်တန်ချီတောက်ကမေရဲ့မျက်နှာပေါ်ကသပင်တွေကိုတည်သက်စွာဖယ်ရှားပေးရင်မျက်နှာကိုမဖုံးထားပါနဲ့မင်းကလှပါတယ်လို့ပြောလိုက်ပါတယ်မေရဲ့မျက်နှာမှာဝက်ချန်တွေရှိနေပေမဲ့တန်ချီတောက်ကတကယ်ကိုစိတ်ရင်းနဲ့ဂယုစိုက်လို့ပြောတာပါအဲ့ဒီအချိန်မှာဆိုင်ဝင်နှန်းကဝင်နောက်ဆက်ပြီးမေကိုဆိုင်ထဲပေးဝင်တဲ့အတွက်အလဲလဲအနေနဲ့တန်ချီတောက်ကိုကြမ်းတိုက်ခိုင်းပါတယ်သူကြမ်းတိုက်နေတော့မှပဲမေဟာတန်ချီတောက်ရဲ့ကျင်နာမှုကိုစိတ်လှုပ်ရှားရင်းဆိုင်ထဲကထွက်သွားခဲ့ပါတယ်နောက်နေ့မှာတော့ပြိုင်ပွဲကြီးစတင်ပါတော့တယ်ဒိုင်လူကြီးဝီစီမှုတ်လိုက်တာနဲ့တပြိုင်နက်တန်ချီတောက်ကကွင်းလယ်မြင်းကနေကန်လိုက်တဲ့အမခန်းကန်ချက်နဲ့တိုက်ရိုက်ဂိုးသွင်းလိုက်ပါတယ်တကူပြီးတကူသွင်းယူရင်းရွှေချီတောက်ရဲ့အသင်းဟာ69ဂိုးမရှိတဲ့ပွဲကိုအနိုင်ရရှိသွားခဲ့ပါတယ်အောင်ပွဲတွေတပွဲပြီးတပွဲရရှိလာပြီးကွန်ဖူးဘောလုံးအသင်းဟာနာမည်ကြီးလာကကြော်ညာတွေရိုက်ကူးပြီးပတ်စံတွေအများကြီးရှာဖွေနိုင်ခဲ့ပါတယ်မေကလည်းတန်ချီတောက်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာတာကိုဘေးကနေကုန်ယူစွာစောင့်ကြည့်နေခဲ့ပါတယ်။နောက်တော့မေကတကိုရီပြုပြင်မှုမှန်မှုမေကောဗာတွေလုပ်ပြီးလှလှပပနဲ့တန်ချီတောက်ကိုလာတွေ့ပါတယ်။မေကငါနင့်ကိုသဘောကျတယ်လို့ဖွင့်ပြောတဲ့အခါတန်ချီတောက်ကလည်းငါလည်းနင့်ကိုသဘောကျပါတယ်လို့ပြန်ပြောပါတယ်။ဒါပေမဲ့မေကဒါဆိုနင်ငါကိုချစ်တာလားလို့မေးတဲ့အခါတန်ချီတောက်ကမဟုတ်ဘူး။နင်ကငါတငယ်ချင်းပဲငါမင်းကိုမချစ်ဘူးငါမှအာယုံဆိုင်ရမယ့်ကြီးမားတဲ့အိမ်မက်တွေရှိသေးတယ်လို့ညင်းပယ်လိုက်တာကြောင့်မေလည်းဝမ်းနဲ့ပက်လက်နဲ့ငိုပြီးထွက်သွားခဲ့ရပါတယ်။အသင်းဟာဆီမီဖိုင်နယ်ကိုရောက်ရှိသွားပြီးယောက်ျားလေးလိုဝစ်ဆင်ထားတဲ့မိန်းကလေးတင်းနဲ့ရင်ဆိုင်ရပါတယ်။အလုံးမြန်ဆန်တဲ့တိုင်ဘက်တွေဖြစ်ပေမဲ့ရွှေချီတောက်ရဲ့ကွန်ဖူးအသင်းကပဲအနိုင်ရရှိသွားခဲ့ပါတယ်။အခုတော့သူတို့ဗိုလ်လူပွဲကိုရောက်ရှိလာခဲ့ပါပြီ။ပွဲကြီးမစခင်မှာတန်ချီတောက်ကမေရဲ့ဆိုင်ကိုတွားရှာပေမဲ့မေကမရှိတော့ပါဘူး။ဆိုင်ရှင်ကငါသူ့ကိုတက်လိုက်ပြီလို့နောက်ပြောင်ပြောဆိုတဲ့အခါတန်ချီတောက်ကဒေါသတကြီးနဲ့တစ်သားတိုင်ကိုကန်ချိုးလိုက်ပြီးနင်သူ့ကိုမတက်နိုင်ပါဘူး။သူကကွန်ဖူးဆရာပဲနင်သူ့ကိုအိပ်ပျော်နေတော့တိုက်ခိုက်တာပဲဖြစ်ရမယ်လို့အော်ဟစ်ပါတော့တယ်ဆိုင်ရှင်လည်းကြောက်လန့်တကြားနဲ့နောက်ပြောင်တာဖြစ်ကြောင်းအမှန်တော့မေကပေါက်စီလုတ်တဲ့နေရာမှာတကြားစားမထည့်မိလို့အလုပ်ထုတ်လိုက်တာဖြစ်ကြောင်းပြောပြပါတယ်တန်ချီတောက်လည်းရှုပ်ထွေးသွားပြီးမေချန်ထားခဲ့တဲ့ပေါက်စီအကျွင်းကြံကိုညီးစမ်းကြည့်လိုက်တဲ့အခါပေါက်စီဟာမေသူ့အတွက်ငိုကြွေးခဲ့တဲ့မျက်ရည်တွေကြောင့်ငံနေခဲ့တာကိုသိလိုက်ရပါတယ်မေဘလောက်တောင်ခံစားခဲ့ရလဲဆိုတာကိုသိပြီးတန်ချီတောက်လည်းရင်ခွဲမတက်ခံစားလိုက်ရပါတယ်ဘိုလ်လူပွဲကြီးစတင်ခဲ့ပြီးဟုံးရဲ့စတီးရိုက်တုံးထားတဲ့အတင်းနဲ့ရင်ဆိုင်ရပါတယ်သူတို့ရဲ့ကွန်ဖူးစွမ်းရည်တွေရှိနေပေမဲ့ဟုံးရဲ့အစိတ်ခက်ခံထားရတယ်လို့တမလုံးနဲ့ကစားသမားတွေကြောင့်ကွန်ဖူးအတင်းသားတွေခံစစ်အပြင်းထန်ကစားရပြီးဂိုးသမား2ယောက်လုံးတယောက်ပြီးတယောက်ဒဏ်ရာရသွားခဲ့ပါတယ်ဂိုးသမားမရှိတော့တာကြောင့်ပွဲရှုံးတော့မဲ့ဆဲမှာပဲ
မေဟာကတုံးတုံးပြီးပုံစံလုံးဝပြောင်းလဲကရောက်ရှိလာပါတယ်။ငါမင်းတို့ရဲ့ကိုသမားလုပ်မယ်လို့မေကပြောတဲ့အခါတန်ချီတော့ကဒါအရန်အနေနဲ့များတယ်လို့တားပေမဲ့မေကတော့စွတ်အတင်းပဲဝင်ခဲ့ပြီးတန်ချီတော့ကိုပြန်ချုပ်ပေးထားတဲ့ဖက်နှက်လေးကမ်းပေးကဒါကိုစီးလိုက်ပါဒါမပါရင်မင်းတို့နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။မေကိုပေါက်ရှိမှနေရယူတဲ့အခါသူကအဆမှာကိုပေါက်မကြီးမှာတွားရက်နေလို့အားလုံးကဝိုင်းရကြပါတယ်။ဟုံးရဲ့ကစားသမားကမေစီကိုပြင်းထန်တဲ့ကန်ချက်နဲ့ကန်လိုက်တဲ့အခါမေကဘောလုံးကိုအလွယ်တကူဖမ်းယူလိုက်ပြီးကျုံတဲ့လိုမျိုးဘောလုံးကိုလက်ချောင်းပေါ်မှာလှည့်ပတ်လိုက်ပါတယ်ပြီးတော့အရှိန်အဟုန်ပြည့်နဲ့တန်ချီတော့စီပြစ်ပေးလိုက်ရာတန်ချီတော့ကသူ့ရဲ့အင်အားရှိသမျှနဲ့ကန်ထုတ်လိုက်ပါတော့တဲ့ဘောလုံးဟာလေးစင်နှမောင်းတစ်ခုလိုဖြစ်သွားပြီးပြိုင်ဘက်အားလုံးကိုတိုက်ထုတ်ကဂိုးထဲကိုပြင်းထန်စွာဝင်သွားခဲ့ပါတယ်အခက်ခဲတွေကြားကနေပဲနောက်ဆုံးတော့သူတို့အောင်ပွဲခံနိုင်ခဲ့ပါပြီဟုံးရဲ့စေဝါသုံးဆွဲမှုအရှုပ်တော်ပုံပေါက်ကြားသွားပြီးဘောလုံးလောကကနေထာဝရပိတ်ပင်ခံလိုက်ရပါတယ်။တစ်ဖက်မှာတော့တန်ချီတောက်ရဲ့အသင်းဟာနာမည်ကြီးပြီးချမ်းသာလာကကွန်ပူးပညာကိုကဘာတဝမ်းလူကြိုက်များအောင်လုပ်မဲ့သူတို့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။စက်သိမ်းပိုင်းမှာတော့လမ်းမတွေပေါ်မှာလူတိုင်းကွန်ပူးလေ့ကျင့်နေကြပြီးဒါဟာတန်ချီတောက်စိတ်ကူးရင်ခဲ့တဲ့အတိုင်းကွက်တီဖြစ်လာခဲ့ပါတော့တယ်။